မြန်မာနိုင်ငံသားတွေအားလုံးနဲ့တကမ္ဘာလုံးမှာရှိတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ရှင်။ကျွန်မဒီနေ့ပြောချင်တဲ့စကားကတော့တခြားမဟုတ်ပါဘူး။ဒေါက်တာဆာဆာနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ NUG ကထွက်တယ်ဆိုပြီးတော့ဒူလောနဲ့အပနာမပြောနေတဲ့ဒီဘောမသတင်းဌာနတွေရောသိအောင်လို့ပေါ့နော်အဲ့ဒါလည်းဒီကြောင်းနောက်ကျမတို့ဒီဒေါ်လာရေးနယ်မြေလွတ်မြောက်နယ်မြေတို့လွတ်လပ်ဖို့အတွက်တိုက်ပွဲဝင်နေကြတဲ့ဒေါ်လာရေးဖွဲ့စည်းတွေမိသားစုတွေအကုန်လုံးလည်းသိဖို့ပေါ့နော်ကျမတက်နိုင်တဲ့လောက်လေးတွေကို share ပေးပါမယ်ကျမနဲ့ဒီဒေါက်တာဆာဆာနဲ့အခုချိန်ကြီးကျမတို့မတွေ့ရသေးပါဘူးဟိုမိနစ်ကပါဘူးဒီပြီးခဲ့တဲ့4-6လလာတော့ကတော့တွေ့ခဲ့ပူပါတယ်နော်တွေ့ခဲ့တယ်စကားပြောခဲ့တယ်ကျမတို့မီချီကန်ပွဲတွေသွားတယ်ကျမတို့ဖော်ဝင်းကိုလည်းစကားပြောပြတာပေါ့နော်မီချီကန်ပွဲသွားရင်းနဲ့လည်းတွေ့ရစုံတယ်ထားပါတော့ကျမပြောချင်တာကအဓိကဘာပြောချင်လဲဆိုတော့ဒေါက်တာဆာဆာကဒီ NUG ကနေထွက်တယ်ဆိုတာကတခြားမဟုတ်ပါဘူးကျွန်တော်ပြောပြမယ်ဒေါက်တာဆာဆာရဲ့တမိုင်းကိုကျွန်မပြောမယ်နော်ဘာတမိုင်းလဲဆိုလို့ရှိရင်ဒေါ်အောင်ဆန်းစုကြည်ဖမ်းခံရတော့မယ်အချိန်ပါနော်နောက်ဆုံးတူစုံစည်းခဲ့တွေ့ခဲ့တာကနောက်ဆုံးစကားတွေကိုပြောပြတာတွေကိုကြားခဲ့ရတာကဒေါက်တာဆာဆာပဲဖြစ်တယ်နော်ဒါကြောင့်ဒေါက်တာဆာဆာရဲ့ယင်ထဲမှာအဘရဲ့စကားတွေကအမြဲတမ်းရှိနေလိမ့်မယ်အမကိုလည်းသူချစ်မယ်အမကိုလည်းလွတ်စေခြင်းမယ်မြမပြည်ကိုလည်းလွတ်စေခြင်းမယ်သူ့လူမျိုးတွေတည်နေတာကိုလည်းသူမကြည့်ရဘူးဗမာပြည်သားတွေတည်နေတာလည်းသူကြည့်ရမှာမဟုတ်သူ့ရဲ့နူးညံ့တဲ့နှလုံးသားကိုကျွန်တော်တို့မြင်ရတယ်နော်အဲ့တော့ဒေါ်လာရေးက9နှစ်ဖြစ်လာပြီဟဲ့လားအခုကျွန်တော်တို့အားလုံးထရေထိုးစစ်ကြီးစမယ်ဆိုတာလည်းမစနိုင်သေးဘူးမစနိုင်ရတဲ့အကြောင်းကကျွန်မနားလေတယ် KIA ကဗမောကိုမတိုက်တာမကြသေးဘူး AA ကကြောက်ဖြူကိုမကြသေးဘူးနော်ဒီနှစ်ခုကြာသွားပြီဆိုလို့ရှိရင်သူတို့နှစ်ယောက်ဥဆောင်ပြီးတော့တိုက်မယ်ဆိုတာကျွန်မယုံကြည်တယ်နိုင်မယ်ဆိုတာကျွန်မယုံကြည်တယ်နော်အဲ့တော့ဒီလိုမျိုးကြာမှာဆိုလို့တရုတ်ကနေပြီးတော့ရုရှားကနေပြီးတော့အခုဘီလာယူသရောင်းစားပါလာပြီးတော့အဖက်ကနေတော့ပန့်ပိုးနေတဲ့အချိန်မှာကျမတို့ဘက်ကလူအားငွေအားလက်နဲ့အားမရှိရင်မရဘူးဆိုတာကိုဒေါက်တာဆာဆာကနားလေတယ်တိနောက်တစ်ခါ तू က9နှစ်တကဘာလုံးပတ်ပြီးတော့သွားတယ်မြန်မာပြည်ကလူရောက်နေနေလေအကုန်ရောက်တယ်အဓိကနောက်တစ်ခုကကြတော့ तू အမေရိကန်ကိုဘာလို့ရွေးချယ်လဲအင်္ဂလန်မှာ तू ကနောက်ပြီးတော့ဒီဘီချားဘင်ကြီးရဲ့ယုံကြည်စိတ်ချရရင်ခံရတဲ့မိတ်ဆွေတယောက်ဖြစ်တယ်နော်ဒါပေမဲ့အင်္ဂလန်နိုင်ငံကြီးကျမတို့နိုင်ငံကိုကိုလိုနီပြုထားတဲ့ကြောင့်မို့လို့အင်တိုက်အားတိုက် तू ပံ့ပိုးမှာမဟုတ်ဘူးနော်အင်တိုက်အားတိုက်ပံ့ပိုးပေးမှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်မို့လို့အင်တိုက်အားတိုက်ပံ့ပိုးပေးမှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ဟလာအမေရိကန်နိုင်ငံကိုရွေးချယ်ရတာနံပါတ်1ကနံပါတ်2ကဘာလို့ရွေးချယ်လဲအမေရိကန်နိုင်ငံမှာသူ့ကိုနောက်ကနေပံ့ပိုးပေးမဲ့ပညာရေးငွေအားလူအားအကုန်ပံ့ပိုးပေးမဲ့ချင်းလူမျိုးတွေဟာဘယ်လောက်ထိရှိလဲကျွန်တော်တို့ဒီမှာဒီအမေရိကန်နိုင်ငံမှာချင်းလူမျိုးကအနည်းဆုံး3သိန်းနီးပါးရှိတယ်နော်ပြည်နယ်90မှာကျွန်တော်တို့အိန္ဒိယပြည်နယ်မှာတွေကိုနေတာမဟုတ်ဘူးအဲ့တော့ရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာကအခုဒေါက်တာဆာဆာလုပ်တဲ့ကိစ္စတွေကမှန်တယ်ကျမတို့ဝိုင်းဝန်းပြီးရက်တည်ပေးဖို့လိုတယ်တိုက်ခိုက်ဖို့မလုပ်ပါနဲ့နော်သူချင်းလူမျိုးအတွက်ပဲလုပ်တာမဟုတ်ပါဘူးကျွန်မယုံကြည်တယ်တော်လန်ရေးအတွက်လုပ်တာဖြစ်တယ်ကျမခုနကတော့ပြောဘူးတယ်ခုနလိုက်ပါကျမပြောတယ် NUG ကကျိုးနေစနစ်နဲ့တွားနေတယ်ကျမတို့ reform ပြန်လုပ်ပါလို့ပြောတယ်ပြောတဲ့အခါမှာသူတို့လည်းလုပ်ဖို့ကြိုးစားတယ်ဒါပေမဲ့ခက်တာကပြဿနာကစူးစီးဖို့ဆိုတာလည်းမလွယ်ဘူးလုပ်ဖို့လည်းမလွယ်သူတို့မှလည်းဘာအခက်ခဲတွေရှိတယ်ကျမတို့လည်းမသိဘူးเนาะထားလိုက်တော့ nothing ဒါသူတို့ကိစ္စအဲ့တော့ကျမတို့ကဒေါက်တာဆာဆာကိစ္စကိုကျမအဓိကပြောချင်တာကဒေါက်တာဆာဆာဒီ NUG ကထွက်တာဟာ NUG ကိုတိုက်ခိုက်တာမဟုတ်ဘူးเนาะ NUG ကိုတိုက်ခိုက်တာမဟုတ်ဘူးသူကဒေါ်လာရေးကိုအားပေးတာဖြစ်တယ်ဒေါ်လာရေးအတွက်ကိုသူထွက်တာဖြစ်တယ်အဲ့ဒါကိုသိဖို့ကျမတို့ဘက်ကပြည်သူတွေအကုန်လုံးတစ်ကမ္ဘာလုံးမှာရှိတဲ့သူတွေအကုန်သိဖို့လိုတယ်ကျမအဲ့ဒါပြောပြတာနောက်တစ်ခါသူအမေရိကန်နိုင်ငံကိုဘာကြောင့်ရွေးလဲဆိုရင်ကျမပြောပြမယ်ကျမတို့ဒီဒေါ်လာရေးမှာ88ဒေါ်လာရေးမှာတောက်လျှောက်အမေရိကန်နိုင်ငံဟာပံ့ပိုးခဲ့တာเนาะသမရအဆက်ပံ့ပိုးခဲ့တယ်ပံ့ပိုးခဲ့တော့အဓိကရှင်တို့ယုံကြည်အောင်ကျမမယုံနိုင်စရာပြောပြမယ်အခုဒေါ်နယ်ထရန့်ရဲ့ပါတီကထောက်ပံ့တာအများဆုံးဒီမိုကရက်ပါတီကထောက်ပံ့တာမဟုတ်ဘူးဒီလောက်နော် Republican ပါတီကဘယ်လောက်ထိထောက်ပံ့လဲဆိုလို့ရှိရင်
ကျမတို့ NLD L ကိုတစ်နှစ်ကိုဒေါ်လာ3သိန်းပေးတယ်ချားအဖွဲ့တွေလည်းအကုန်လုံးဒေါ်လာ3သိန်းစီရတယ်ဒေါ်လာ3သိန်းဆိုတာအဲ့ဒီအချိန်မှာဘတ်ငွေနဲ့ဒေါ်လာ340ကျော်တယ်နော်တစ်နှစ်တာလုံးမှာ run ဖို့အတွက်ကိုဒါပေမဲ့သူတို့ရဲ့ policy ကချပြီးသားလက်နဲ့မဝယ်ရဘူးဟဟလားလက်နဲ့မတက်ဆင်ရဘူးရတယ်ပြောလို့လည်းမဝယ်ဘူးဟဟလားအဲ့တော့ဖွဲ့စည်းဒီ NLD LA ရဲ့စခန်းတွေတောင်ပိုင်းမြောက်ပိုင်းအိန္ဒိယမှာရှိတယ်တရုတ်ပြည်မှာရှိတယ်အိန္ဒိယမှာတော့အများဆုံးပေါ့နော်အဲ့ဒီမှာရှိတယ်အလဲပိုင်းတိုင်းဆိုပြီးတော့ဒီကျမတို့ဒီစံကတောင်ပိုင်းကိုခွဲထားတာရှိတယ်ဟလာဒီကျမတို့မဲဆောက်ကိုခွဲထားတာရှိတယ်အဲ့ဘန်ကောက်မှာခွဲထားရှိအဲ့လိုချင်းမိုင်မှာခွဲထားရှိတယ်အဲ့လိုမျိုးပေါ်ရှိတော့ခွဲပြီးတော့ရုံးတွေကျမတို့ဖွင့်ပြီးတော့သုံးရတယ်သုံးခဲ့ကြရတယ်နော်ဒေါ်လာရေးတစ်ချောက်လုံးကိုတို့ပေးတာနော်နေတဲ့ငွေတွေမဟုတ်ဘူးပေးတာနော်အဖွဲ့အစည်းတွေအကုန်လုံးကိုလည်းတို့ပေးတယ်နော်အဲ့တော့ IRI ကတော့ပြီးတယ်နောက်တစ်ခါအခု NDD ဒေါ်ဆန်းစုကြည်လွတ်လာပြီးတော့ဒေါ်ဆန်းစုကြည်ကနေပြီးတော့အာဏာရလာတဲ့အချိန်မှာလည်းပဲသူတို့ဒီ NDD ရဲ့နေကနေပြီးတော့တကယ်ကိုဟလာစာအုပ်ထုတ်ဝေရေးတို့တင်နန်းမျိုးမျိုးတို့အကုန်လုံးကို capacity building ကိုအကုန်လုံးကိုပေးတာDonald Trump တို့ပါတီကပေးတာနော်အဲ့တော့ကျွန်တော်တို့ဒီအဲ့မှာရဖို့ရတယ်ငွေ resu တွေအခုဒေါက်တာဆဆာပြောတဲ့မိန်ကိုပြောတဲ့စကားကိုတေချာပေါ့နော်ပြည်သူတွေအားလုံးတစ်ကမ္ဘာလုံးမှာရှိတေချာနားထောင်ပါအပြစ်ကိုအရင်မတင်ပါနဲ့နောက်တစ်ခါကျွန်တော်တို့လူမျိုးရေးအရာပြောမယ်ဆိုရင်ကရင်လူမျိုးတွေဟာအဲ့ဒီပရိုမန်ငိမ့်မောင်အတွင်းမှုဒီကရင်ယူမှာလှုပ်တဲ့အချိန်ကာလတုန်းကဆိုရင်ကရင်တွေကကျွန်တော်တို့အမေရိကကနေပြီးတော့ကမ္ဘာလုံးကနေပို့တာတစ်နှစ်ကိုဒေါ်လာ1 သန်းကျော်တယ်1 သန်းကျော်ပို့တာနော်အမေရိကန်နိုင်ငံတကာကနေတော့ပို့တာပို့ခဲ့တာထောက်ပံ့ခဲ့တာအခုလဲဒေါက်တာဆဆာဒီတာရက်လိုက်ပြီးထွက်ပြီးရက်ပြီးဆိုလို့ရှိရင်ချင်းလူမျိုးတွေရဲ့ပံ့ပိုးမှုကနည်းတဲ့ပတ်စံနေမှု1 သန်းကျော်ကတော့အသာလေးပဲတစ်နှစ်ကိုပံ့ပိုးပေးနိုင်တယ်ဒေါက်တာဆဆာကလည်းပြောပြီးပြီချင်းလူမျိုးတစ်ခုတည်းအတွက်မဟုတ်ဘူးပြောပြီးပြီသူပြောတာရိုးရိုးရှင်းရှင်းလေးပဲသူလုပ်မဲ့အလုပ်တွေကို3ခုကိုသူထုတ်ပြတယ်လွတ်တော်ကိုသူချစ်ကပ်မယ်နောက် lobby တွေကိုလုပ်မယ် advocacy တောက်က advocacy ပေါ့နောက်ငွေကြေးရေးတွေကိုလည်း fund တွေကိုလည်းသူရှာမယ်ဘာအတွက်လဲတော်လှန်ရေးလွတ်မြောက်နေပြီဒီအားလုံးအတွက်သူဟဲ့လားသူပြောပြတဲ့စကားတွေအားလုံးကအမတန်မှရိုးရှင်းတယ်မှန်ကန်တယ်ကျမတို့တော့ထောက်ခံတယ်ဘာလို့ဆိုရင်အဲ့လိုလုံးတင်တာကြာပြီခုကကျမတို့ရှိမှာဘာဖြစ်နေလဲဆိုတော့အဲ့ဒီဒီမှာဝင်းကြီးအဖွဲ့တွေကဖွဲ့ထားတာလीတကယ်လုတ်ပိုင်ခွင့်နေနဲ့တကယ်ဟိုနေကြတော့အခက်အခဲအများကြီးရှိတယ်ကျမတို့လည်းပဲအဖွဲ့အစည်းနဲ့လှုပ်လာကြတော့ကျမတို့သိပါတယ်ဟဲ့လားတယောက်ကဖြူဆိုတယောက်ကမဲတယောက်ကဝါဆိုတယောက်ကညူနဲ့အလုပ်မဖြစ်ဘူးလေနော်တော်လိုင်းရေးရတော်လိုင်းရေးလိုပဲလုပ်ကြရမှာပဲဒါပေမဲ့ကျမလည်းမိချောင်းမေးရေကင်းပြဖုန်းကြီးစာချလည်းမလုပ်ချင်ပါဘူးကျမလည်းတော်တဲ့ပြီးတက်တဲ့လူတွေကြီးပဲထားလိုက်ပါတော့အဲ့တော့ကျမအခုပြောချင်တာဒေါက်တာဆဆာအကြောင်းပဲအဲ့တော့ဒေါက်တာဆဆာတို့ကဆဆာကအမေရိကန်နိုင်ငံမှာနောက်တစ်ခုကသူကဒီ soap တွေကိုလည်းသူကတည်သွားတယ်ဘာ soap တွေလဲဆိုလို့ရှိရင်ကျမတို့ဒီအမေရိကန်မှာကလေဖောင်ဒေးရှင်းတွေအရမ်းများတာပဲဘာဖြစ်လို့များလဲဆိုလို့ရှိရင်အစိုးရအခွန်မပေးရဘူးရှောင်တာပေါ့နော်တထေးတွေကလည်းဖောင်ဒေးရှင်းဖွဲ့တယ်ဘာလို့ဆိုလို့ရှိရင်အခွန်တက်တာအောင်ပေါ့နော်တထေးတွေကလည်းအခွန်ဖွဲ့စီးပွားရေးသမားတွေကလည်းအဲ့လိုပဲဖောင်ဒေးရှင်းတွေဖွဲ့တယ်ပြီးတဲ့အခါမှာတက္ကသိုလ်တွေကလည်းဖောင်ဒေးရှင်းတွေဖွဲ့တယ်အဲ့တက္ကသိုလ်တွေကဖွဲ့တဲ့အခါမှာသူတို့ကဘာလဲဆိုတော့ဥပမာကွာသူတွေတနာတွေလောက်လာတို့ဟဟလားစေးနဲ့သူတွေတနာလောက်မလားပညာရေးနဲ့လောက်မလားဘာအမျိုးမျိုးကွာနာမည်မျိုးနဲ့ဖောင်ဒေးရှင်းတွေမျိုးစုံရှိတယ်အဲ့လိုမျိုးပေါ့နော်အခုဒီဒါပေမဲ့သူတို့တကယ်လက်တွေ့လည်းလုပ်တယ်နော်အခုကျမတို့ဒီမဲဆောက်တို့ဘာလို့ဆိုပြီးတားဆက်ချတာတို့ဘာလို့အများကြီးလှုပ်ဖြစ်တယ်ကျိုးဖြစ်တယ်ပေါ့နော်အဲ့မှာဒီအများကြီးအဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အဲ့ခါကျတော့အဲ့တော့ကျမပြောချင်တာဒေါက်တာဆာဆာရဲ့လုပ်နေတာတွေကိုပံ့ပိုးပါပြပါသူ့ရဲ့စိတ်ကိုအနှောက်အယှက်ဖြစ်အောင်မပြောကြပါနဲ့ဝိုင်းပြီးတော့ပေါ့နော်ထိုးနေကြတာမလုပ်ကြပါနဲ့ဟဲ့လားအဓိကဘာပဲလဲဟာချင်းလူမျိုးတွေကောင်းစားလုပ်တယ်မပြောပါနဲ့မလုပ်ပါဘူးအဲ့ဒါကျွန်တော်ယုံကြည်တယ်ကျွန်မခုနကစကားခံပြီးပြီဒေါအောင်ဆန်းစုကြည်နဲ့နောက်ဆုံးတွေ့တာသူပဲဖြစ်တယ်အတွင်းစကားကိုပြောလိုက်တာလေသူ့ကိုပဲဖြစ်တယ်သူ့ရဲ့ရင်ထဲမှာဘလို့ခံစားနေရလဲဆိုတော့ကျွန်မနားလေကိုရင်းစာကျွန်မတို့ကဒေါအောင်ဆန်းစုကြည်နဲ့မှာ6နှစ်နေတာနော်အမကျွန်မ NLD ဌာနချုပ်မှာနေတော့ဆိုကိုမြင့်သိန်းတော့မေးကြည့်ပါလားအမဟိုဘက်ကနေတခွန်ပြဆိုဘာပြောတာအမဘာလိုချင်တာအမဘာဖြစ်ချင်တာကျွန်မဒီဘက်ကချက်ချင်းပြောနိုင်တယ်ကျွန်မဒီဘက်ကပြောနိုင်ဘာလို့ဆိုတော့သူနဲ့နေတာတော့ဘာကိုဖြစ်ချင်တယ်ဆိုတာကိုကျွန်မတို့နားလေတယ်လေကိုချင်းနဲ့စားတယ်နောက်သူဒီလည်းအမကိုလည်းလွတ်ရှင်ချင်ပါတော်လာရေးကျွန်တော်တော်လာရေးနိုင်မှလွတ်မာလေသူတို့မလွတ်ဘူးတေးပါစေထားတာဘာဖြစ်လို့လဲကြောက်လို့နော်ဒေါအောင်ဆန်းစုကြည်9နှစ်တည်းကိုသူတို့ချုပ်ကင်ထားတဲ့3ခုနေဆက်ကုံတော်ရေးပြည်ရဲရေးကာကွယ်ရေးဒီ3ခုချုပ်ထားတာတောင်မှ
အဲ့ဒီဂျားတွေကနေလွတ်အောင်လုပ်ပြီးတော့တိုင်းပြည်ကိုဘလို့တိုးတက်အောင်လုပ်ပြီးသွားလဲထမင်းစားတဲ့လူတိုင်းသိတယ်သူတို့အဲ့ဒီဒေါ်ဘီတွေနဲ့စစ်တပ်ကကောင်းနေနဲ့မင်းအောင်လိုင်းတို့တတိုက်ကထမင်းမစားဘူးကိုနင်းပြောနေတယ်လို့ပဲအဲ့ဒါကြောင့်ຫນွေဥမေပြောတယ်လို့ပဲအဲ့ဒါကြောင့်မို့သူတို့ကမသိတာသူတို့ကသိတယ်သူတို့တိုင်းပြည်ကိုမချစ်တာမကောင်းတာဟုတ်တယ်မလားတိုင်းပြည်ပေါ်မှာမချစ်ဘူးလေမချစ်လို့ကိုတိုင်းပြည်ကိုကိုကလူတွေကိုတတ်နေတာပေါ့ကျမတို့နိုင်ငံမှာလူတွေကလက်တဆုပ်ပဲရှိတဲ့ဟာကိုတတ်ရက်တယ်လေငါတို့နိုင်ငံအသေးသေးလေးဟိုဘက်ကအိန္ဒိယဒီဘက်ကတရုတ်ဟလာငါတို့ဒီဟာလေးကိုငါတို့နိုင်ငံကလူတွေတိုးတက်ပြီးကြီးပွားပြီးတော့အသက်တွေရှည်ပါသေးဆိုတဲ့စေတနာပမာရှိလို့လေမင်းအွန်လိုင်းဆိုတဲ့အကောင်ကစဉ်းစားကြည့်ရကိုဗစ်တွေဖြစ်တော့ဒေါအောင်ဆန်းစုကြည်ကတခါတည်းစေယုံတွေ ready စောက်ပြီးတော့ AR ကိုဥစောကိုကျေးဇူးတင်ပါတယ်ချက်ချင်းတခါတည်းလောက်တာလीစောက်လျှောက်တာထိမ့်သိမ့်တာလीမင်းအွန်လိုင်းပါလို့လေသူ့လက်ထက်မှာတကြိုဖို့လို့မိတကြိုဆက်တွေစောက်ပေးတယ်လေအဲ့ဒါရှင်ကြည့်ပေါ့ဘယ်လောက်ထိရုံမှာပက်ဆက်လဲဆိုတာကိုစဉ်းစားကြည့်နော်ရောက်သူမိသားစုလည်းပဲအဲ့လိုပဲမိသားဗမာပြည်ကလူတွေဒုက္ခရောက်တယ်လို့မရောက်ပါစေနဲ့လို့ဆုမတောင်းရောက်ပါစေလို့ကြိမ်နေကျမကတော့တဲ့လားရောက်ပါစေမြန်မြန်လေးဒုက္ခရောက်ပါစေဆိုပြီးတော့သူ့ရဲ့သူအဓိကနောက်ပြီးတော့သူ့ရဲ့မကောင်းတာကလည်းသူမယားမြောက်ပြီးနေတာလည်းပါတယ်သူ့ရဲ့မျက်လုံးတွေကတော့အမနဲ့ထိုင်တဲ့အချိန်မှာအမြဲတမ်းမနာလိုတဲ့မျက်လုံးနဲ့ကြည့်တယ်မယုံရင်အဲ့ပထမပရင်းနေအမရှိတော့ရိုက်ထားတဲ့ပုံဒီမှာကြည့်လိုက်အဲ့ဒီကျူကျူလာမျက်လုံးကမနာလိုတဲ့စိတ်နဲ့အမြဲတမ်းကြည့်တယ်မရဲ့ပုံမှာနော်ဘာမှသူတို့တဲ့ရှင်လို့မရတဲ့လူတွေဆိုတော့အဲ့တော့ဒီဟာကိုသူဖြစ်တဲ့အချိန်မှာဒီဟာတွေမြောက်ပေးနေရတယ်ပါတယ်အဲ့တော့တိုင်းသူပြည်သားတွေကိုစေတနာမရှိတဲ့ကောင်တွေကိုပြည်သူတွေကလည်းတော်လှန်ဖို့လိုတယ်တော်လှန်ရေးကလေးတွေလည်းတော်လှန်နေကြတယ်ဟလာသူတို့ကိုလည်းအားပေးကြပါပြည်သူတွေလည်းပန်းနေပြီဒေါက်တာဆာဆာဦးလုပ်တဲ့ကခုနကကျွန်မတတိယလို့ဆက်ပြောမယ်ဒေါက်တာဆာဆာပြောတာရှင်းရှင်းလေးပြည်သူတွေကအခုဆင်းရဲနေပြီတရားပေးမဲ့နေရာမှာ30လောက်ပဲပေးနေတော့တယ်တမင်တက်တက်လည်းပြည်သူတွေကိုဆင်းရဲအောင်ဒုက္ခရောက်လုပ်ထားတာဘာလို့လဲပြည်သူတွေကသူ့ကိုမကြိုက်ဘူးPDF ကလေးတွေထောက်ခံတယ်ဆိုတော့သူတို့ကသိတယ်အဲ့ဒါကြောင့် PDF ကလေးတွေဒုက္ခရောက်ပြီးတော့တော်လိုင်းရေးမလုပ်အောင်လို့ပြည်သူတွေကိုငတ်မွတ်ခေါင်းပါနေအောင်တို့လုပ်တာဒါကြောင့်မို့ကျွန်တော်တို့ဒီဘက်ကနိုင်ငံခြားမှာရှိတဲ့သူတွေအားလုံးကလည်းပဲဒါကြောင့်မို့နှစ်ဆတိုးပြီးတော့ပံ့ပိုးနေကြတာတိလို့သူ့အကြောင်းတိလို့ကျွန်တော်တို့တွေဆိုလို့ရှိရင်မိသားစုတွေကလည်းဒုက္ခရောက်တာကိုစောက်ရှောက်ရတယ်ပေးရတယ်မျိုးတော်လိုင်းရေးကိုလည်းပေးရတယ်ကိုယ့်ရဲ့အိမ်မှာမိသားစုတွေနဲ့နိုင်ငံခြားမှာရက်တီတာကိုလည်းပြေလည်အောင်လည်းလုပ်ရသေးတယ်နော်ဒုက္ခတွေခက်ခဲတွေနဲ့ရေဆိုင်ပြီးတော့အတူတူပဲဗမာပြည်သားတွေဗမာပြည်ကလူတွေအားမငယ်နေကျမတို့တွေနိုင်ငံခြားမှာတည်းလည်းအဲ့လိုပဲရက်တီပြီးတော့အတူတူပဲယုံနေတာနော်ယုံနေကြတာအဲ့တော့ဒေါက်တာဆာဆာကဒီလိုခုနဖောင်ဒေးရှင်းတွေခုနကျမပြောတဲ့စကားကိုဆက်ပြောမယ်ဖောင်ဒေးရှင်းတွေမှာရှိတဲ့ငွေတွေဟလာအဲ့တော့ဒီရက်ကရမဲ့ငွေတွေကတက္ကသိုလ်တွေအများကြီးနဲ့သူဆွေးနွေးထားပြီးပြီဆိုတာကိုကျမနားလေတယ်ကျမကဘာလို့ဆိုတော့မှတ်မိကြလား US campaign လေအဲ့လုပ်တဲ့ဒေါက်တာဇာနီဟိုရင်းကဟို BBC မှာလုပ်တဲ့ဟိုရင်းကကိုရင်မောင်နာမည်နဲ့လုပ်တဲ့ကိုဝင်းနိုင်ဦးကပြောတယ်ဒေါက်တာဝင်းနိုင်ဦးကပြောတယ်မကြောက်ဘူးလားမနှဲ့ရဲတဲ့မနှဲ့ရကူမလာတော့ကျွန်တော်တို့ကမတိလိုက်ဘူးတဲ့သူရဲကောင်းမှားသွားတယ်တဲ့ကျမရဲ့ခေါင်းဆောင်ကိုစာနီနဲ့ဒီတရောင်းစားကိုစာနီနဲ့နာမည်တူတော့သူတို့တွေကထောက်ခံလိုက်တာအဲ့ဒီတော့အဲ့ဒီအချိန်မှာအဲ့ဒီဒေါက်တာဇာနီဆိုတဲ့ခွေးတရောင်းစားအဲ့မှာသူ US campaign လုပ်တာငွေတွေကနဲတာမဟုတ်ဘူးရတာအဲ့ဒီလူတွေကိုလည်းစီယုံနေတယ်ကြောင့်အဖြူတွေပါတယ်အကုန်လာထိုင်းကိုအကုန်လာပြီးတော့အကုန်လာလုတ်ပြီးကြတာအများကြီးပဲရှိတယ်အဲ့တော့ဒါကကျွန်တော်ပြောချင်တာအဲ့တော့ US campaign လုပ်တဲ့ပုံစံမျိုးသူကဒီ foundation တစ်ခုကိုဖွဲ့ပြီးတော့ဒီငွေတွေရအောင်လုပ်တာဒီငွေတွေရလို့ရှိရင်ဒေါ်လာရေးကိုထောက်ကူပြုမယ်ငွေရတော့ကျမတို့ဒီနိုင်ငံခြားမှာတော့ဘယ်နိုင်ငံမှတကယ်တရားဝင်ဖြစ်မှပါစစ်လက်နဲ့ပစ္စည်းထောက်ပံ့တယ်ငွေကြီးအဆိုတော့ပြောတာလေကျန်တဲ့ဟာတွေကဘယ်သူမှမထောက်ပံ့ဘူးအဲ့တော့အခုအင်္ဂလန်ဆိုလို့ရှိရင်ဘုရုပ်ပြရှိတော့ဆိုရင်အဖိုးရှိတော့လာတယ်အမြဲတမ်းထောက်ပံ့တယ်သူတို့အဲ့လိုပဲ NGO သဘောမျိုးတွေပဲထောက်ပံ့တာပဲเนาะစားဝတ်နေကြီးပဲဒါပေမဲ့ဒီဒေါ်လာရေးရဲ့အခြေခံကစားဝတ်နေကြီးလေစားဖို့မရှိဘယ်လိုလုပ်မလဲအဲ့တော့ဒါတွေကိုဒေါက်တာဆာဆာအဲ့ဒါတွေစင်ပြအောင်လို့ဒီတက်ကတူတွေနဲ့ချိန်တဲ့အခါကျတော့ foundation ရဲ့ငွေတွေနဲ့ကျန်းမာရေးဟလာကျန်းမာရေးပညာရေးလူသားရေးစာနာရေးအဲ့ဒါတွေအားလုံးအတွက်ကိုငွေတွေအများကြီးရလာမှာအဲ့ဒီငွေရလာပြီဆိုလို့ရှိရင်ဘာလို့ဒေါ်လာရေးကိုပံ့ပိုးမှာပေါ့ဒါသူကငွေရှာတာတနည်းအားဖြင့်မြန်ဒေါ်လာရေးပြီးအောင်လို့ငွေရှာတာနော်ဘယ်လောက်ထိဒီနောက်ပြီးချင်းလူမျိုးတွေကစိတ်ဓာတ်ကတကယ်ကောင်းတာကျမတို့အမေရိကမှာရှိတဲ့ချင်းတွေတကယ်အားကိုးရတယ်နော်အခုကျမမှတ်မိတဲ့လောက်ပြောလိုက်မယ်ဒီဘာလဲဒီကောင်မလေးနာမည်တော့မေ့သွားပြီကျမတို့ဒီဟိုရင်အဆိုတော့ပွဲလုပ်တယ်လေမလီပြောတော့မယ်ဆိုမေ့သွားပြီအဲ့မှာလို့တော့အေးမြဖြူကတကယ်တော်တာနိုင်တကယ်တော်တယ်တကယ်ဆိုတာနိုင်တယ်ဟိုကောင်မလေးကဆိုတာမှားတာတွေကဆရှိတယ်တစ်ချက်မှားတယ်ဒါပေမဲ့ဘာလို့ရသွားလဲဗုတ်ဒီ
ဒီမှာရှိတဲ့လူမျိုးတွေအကုန်လုံးကဘုတ်တွေလုပ်ပြီးတော့ပတ်စံတွေလှမ်းပုတ်ပြီးတော့ဘုတ်လုပ်လိုက်တဲ့ကြောင့်မလို့အဲ့ဒီချင်းမလေးရရောက်သွားတာလေနော်မနာလို့ပြောတာမဟုတ်ဘူးညီညွတ်တာကိုပြောတာနော်ကျမတို့ဗမာတွေကလေပဲရှိတယ်မညီညွတ်ဘူးတော်လိုင်းရေးကလေနဲ့လုပ်လို့မရဘူးကျမတို့ကနော်ဟလာအဲ့တော့ကျမတို့တွေကတော်လိုင်းရေးကလေနဲ့လုပ်လို့မရဘူးငွေနဲ့ပဲလုပ်လို့ရတယ်အဲ့ဒါကြောင့်မို့ဒေါက်တာဆာဆာဒီငွေရှာဖို့အတွက်ထွက်တာအဲ့ဒါတိဖို့တော့ကြလို့ရှိရင်ပောက်ကရရေလျှောက်ပြောပြီးတော့တကယ်လုပ်နေတဲ့လူစိတ်တက်ကြပါဆိုလို့ကျမလာပြောတာနော်အားလုံးဟိုထောက်ခံတဲ့လူတွေကိုမပြောပါဘူးကန့်ကွက်မဲ့လူတွေတိုက်ခိုက်မဲ့လူတွေနှင်းတဲ့လူတွေအဲ့ဒါတွေကိုလှမ်းပြောတာနောက်ဘောမတွေကိုအဓိကပြောပြတာနော်တော်လိုင်းရေးတိုက်ပွဲမြန်မြန်နိုင်ပြီးမြန်မြန်အောင်ဖို့အတွက်ကိုဒေါက်တာဆာဆာကပတ်စံရှာဖို့အဲ့ဒီမှာရှိတဲ့ကလေးတွေအတွက်ကျမကြီးအတွက်ကိုအကုန်လုံးအတွက်လုပ်ဖို့လို့နော်ထိုးမြတ်နိုင်ရဲ့ခေါင်းနဲ့ဒေါက်တာဆာဆာခေါင်းနဲ့အတူတူပဲ brain ကရန်တောက်ကောင်းတယ်အနာဂတ်ကိုကြိုးပြင်းတာအနာဂတ်ကကလေးတွေကိုလည်းစောင့်ရှောက်ဖို့အတွက်ကြိုးပြင်းတာနော်အဲ့ဒါကြောင့်တော်လိုင်းရေးကြီးအောင်ဖို့အတွက်ဒေါက်တာဆာဆာက AUG ကထွက်ပြီးတော့အလုပ်လုပ်တာဖြစ်တယ် AUG ကနေပြီးတော့ရန်ဖြစ်ပြီးတော့စကားများပြီးတော့ကွဲပြီးတော့သွားတာမဟုတ်ဘူးသူရဲ့အလုပ်လုပ်ဖို့အတွက်ကိုပြက်သားသားကြိုးကြိုးဆဆနဲ့အလုပ်လုပ်ဖို့အတွက်ကိုမနေမနာလုပ်ဖို့အတွက်ကိုသူထွက်တာအဲ့ဒါအားလုံးသိဖို့ကျွန်မလာပြောတာပါတော်လိုင်းရေးအောင်ရမယ်အရေးတော်ပုံကလည်းအောင်ရမယ်တော်လိုင်းရေးကလည်းအောင်ရမယ်